သမီးတင်းကောင်းတစ်ပုတ်အတိုင်းရှိပြီးထားပါလေလက်ခံမိရခိုင်တော့ဘဝလို့မြင်ရပါတယ်အေးတင်းကောင်းကိုသမီးကိုယ်တိုင်သမီးတငယ်ချင်းတစ်ယောက်နဲ့ reset တီးကုန်ထားတဲ့တင်းကောင်းဖက်ပါတယ်